ဒီနေ့မှတင်ဆက်ပေးမှာကတော့စာရေးသူဇေယနာရှာမညရေးသားထားတဲ့ရွှေပြည်တော်သို့အဝင်ဆိုတဲ့ဇာတ်လမ်းလေးကိုအစဆုံးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇာတ်လမ်းလေးမစတင်ခင်မှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့ဘေးနားက notification လေးကိုနှိပ်သွားပေးဖို့တောင်းဆိုပါရရှင်။ကျေးဇူးတင်ပါတယ်။ရွှေပြည်တော်သို့အဝင်မိုးဖွယ်ဖွယ်လေးကျနေတဲ့နေ့တစ်နေ့မှာအိမ်မှာအနားယူရင်ဦးလူရေးသားထားတဲ့မိတ္တဗလာတီကစာအုပ်ကိုဖတ်မိနေတယ်။အဲ့ဒီချိန်မှာဖုန်းဝင်လာတယ်။ဟယ်လိုဟုတ်ကဲ့ကျွန်တော်ကိုချမ်းပါဘယ်သူလဲမသိဘူးကျွန်တော်ကိုအကိုသိမယ်လို့မထင်ဘူးကျွန်တော်ကအကိုစာတွေအမြဲတမ်းဖတ်ဖြစ်ပါတယ်အခုလဲကျွန်တော်အဖိုးဖြစ်သူရဲ့ဒဏ်ရာကြီးစာအုပ်လေးတအုပ်ရထားလို့ပါကိုချမ်းကဝတ္ထုလေးတွေရေးတယ်ဆိုတော့ကိုကလို့ရအောင်ဒဏ်ရာကြီးစာအုပ်လေးပေးမလို့ပါဟုတ်ပြီလေကိုကျွန်တော်ဘယ်ကိုလာခဲ့ရမလဲဒီနေ့လေ2 နာရီမင်းလူလက်ဖက်ရည်ဆိုင်မှာစုံမယ်လေကျွန်တော်ကအုတ်ထုံအနေနဲ့တီရှပ်နဲ့အောင်ဝတ်ထားမယ်ကိုโอเคဒါဆိုကျွန်တော်လာခဲ့ပါမယ်ကျွန်တော်လေဖက်လက်စာစားကိုဘေးချပြီးသူ့ပေးမဲ့ဒဏ်ရာကြီးတွေကအကြောင်းအရာတွေကိုစိတ်ကူးတဲ့ပုံဖော်နေမိတယ်။နေ့လေတနားရီခွဲမှာမိုးကအင်ဂျီဝစ်ပြီးမြို့ရဲကမင်းလူလက်ဖက်ရည်ဆိုင်ကိုထွက်လာခဲ့လိုက်တယ်။ဆိုင်ရှိရောက်တော့ကိုချမ်းကျွန်တော်ဒီမှာဆိုပြီးအရင်နှုတ်ဆက်တယ်။ကျွန်တော်လည်းစပွဲမှာဝင်ထမ်းလိုက်ပြီးအကဲခတ်ကြည့်ရောလူပုံကပိန်ပိန်ပပပဲကျွန်တော်ထက်တော့2 နှစ်လောက်ကြီးမဲ့ပုံစံခိပညာတဲ့တယောက်ပြီးဝေစားထားတာတွေကဆက်မဲ့ကြတယ်။ထို့စဉ်ကိုချမ်းတခုခုမှလေစားပြီးမှစကားဆက်ကြတာပေါ့ဗျာကျွန်တော်လေစပွဲတို့ကောင်လေးကိုခေါ်ပြီးညီလေးရေအကုတ်ကိုပဲပလာတာတပွဲပေးကဲအချင်းချင်းမိတ်ဆက်ရအောင်ကျွန်တော်နာမည်ကငင်းချမ်းကျော်ပါခင်မင်းသူတွေကတော့ကိုချမ်းလို့ခေါ်တယ်အကိုလည်းသိထားပြီးထင်ပါဗျာအဲ့လိုပြောတော့သူကရှိရေးဗျဟုတ်ကဲ့ကျွန်တော်နာမည်ကထွန်းတော့ပါကျွန်တော်ကစောက်လို့ရေးအင်ဂျင်နီယာတယောက်အခုလေဒီနေ့မှာတာဝန်ကျနေတာလွန်ခဲ့တဲ့လကအဖိုးဆုံးလို့ဇာတိမီကိုပြန်သွားပြစ်တယ်အဖိုးဆုံးတော့အဖိုးရဲ့အိယာအောက်ကတစ်တာတွေကနေသူရေးထားတဲ့ဒဏ်ရာကြီးစာအုပ်တုပ်ကျွန်တော်ရခဲ့တယ်တမိုးမကြီးရဲ့ဖြစ်စည်းမလို့ကျွန်တော်ယူတာကိုကန့်ကွက်မဲ့သူတော့မရှိပါဘူးဗျာအခုကျွန်တော်ပြောချင်တာကဒီစာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေပဲဒီစာအုပ်ထဲမှာအဖိုးကိုယ်တိုင်ရေးထားတဲ့လက်ရေးမှုတွေကြီးပဲဒီစာကိုဖတ်တဲ့အခါအဖိုးကိုစိတ်မနှက်နဲ့သူတို့ထင်ကောင်းရင်ထင်နိုင်မယ်ဒါပေမဲ့ကျွန်တော်ဖတ်ပြီးတဲ့အချိန်မှာတော့ဒီစာတွေဟာတာမန်လူတွေအတွက်လုံးဝမဖြစ်နိုင်ဘူးလို့ထင်ခဲ့မိတယ်ကျွန်တော်ကိုရဲ့လက်ရင်းမှုတွေကိုဆေးရအနေနဲ့တေချာထိမ့်သိမ့်ပေးပါဒီစာကိုဆေးရဖတ်ပြီးတဲ့အခါမှာဆေးရတဲ့ဝတ္ထုကောင်တစ်ပုဒ်ရှားလာမှာပါဒီမှာကြည့်ပါဦးအဖိုးရဲ့ဒဏ်ရာကြီးဆိုပြီးလက်အိတ်ထဲကစာအုပ်တုပ်ကိုထုတ်ပြတယ်ကျွန်တော်ယူကြည့်လိုက်တော့စာအုပ်တုပ်ဆိုတာထက်ပိုထူနေတယ်စစ်တောင်းဆက်ကိုစာရွက်အချောတွေကိုတေချာဖောက်ပြီးစာအုပ်ပုံစံချုပ်ထားတာစာအုပ်ရဲ့အထူကလက်9 လုံးလောက်ရှိတယ်စာအုပ်ရဲ့အဖုံးကိုတော့တရေအပားသားနဲ့တေချာချုပ်ထားတယ်အဖုံးရဲ့ထိပ်မှာတော့ရွှေပြည်တော်သို့အဝင်ဆွဲဆက်လုံးကိုရွှေရောင်စီးသားနဲ့တေချာမှုတ်ထားတာကိုတွေ့ရတယ်။စာအုပ်ကနှစ်ဘလောက်ကြာနေပြီလဲဆိုတာခံမရခက်ပြီးစာရွက်တချို့ဆိုအနာသားတွေတောင်ဖွာလန်ကျဲနေတယ်။ကျွန်တော်လည်းစာအုပ်ကိုဖေးချပြီးကျေးဇူးပါကိုကျွန်တော်တေချာဖတ်ပါမယ်။အခုလိုတကူတကတတိယပြီးရဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ဒါနဲ့အကူကအခုဘာမှတာဝန်ကြတာလဲ။ကျွန်တော်ကအခုဒီနယ်ကနေပြောင်းရတော့မှာကျွန်တော်အကောင့်ကဆရာ Facebook မှာရှိနေပါတယ်။ထိုင်မဲ့ကျွန်တော်ဘယ်သူဆိုတာဆရာမသိဘူးကျွန်တော်အကိုရဲ့စာအုပ်လေးတွေကအကြောင်းအရာတွေကိုအကိုပြန်ရင်းမဲ့နေကိုစောင့်မျှော်ရင်ကျွန်တော်ဖတ်ဖို့စောင့်နေပါမယ်ကဲစားလိုက်ပါဦးပလာတာတွေအေးကုန်တော့မယ်ကျွန်တော်လည်းစားတောက်ပြီးသူလည်းကျွန်တော်ကိုနှုတ်ဆက်ကထွက်ခွာသွားခဲ့တယ်အိမ်ရောက်တော့စားကိုဘေးချပြီးခေါင်းအောင်တစ်လုံးဆေးလိပ်တပူပြာခွက်ကိုယူကအိတ်ခမ်းထဲကိုဝင်သွားတဲ့ကျွန်တော်ကိုတာထမင်းမစားတော့ဘူးလားလက်ထဲကစားအုပ်ကလည်းအထူးကြီးပဲစားဖက်မလို့လားအဲ့လိုပြောလာတဲ့အမေစကားကိုကျွန်တော်ခေါင်းပဲနှင်းပြလိုက်တယ်။ကျွန်တော်အဲ့ဒီစာကိုစိတ်ရတတိဖတ်ခဲ့ရတယ်။ဒီစာအုပ်ထဲမှာရေးထားတာတွေကဝိထုတပုတ်လို့ပြောရမှာတဲ့ပို့ပါတယ်။ဒီစာအုပ်ထဲမှာပါတဲ့လူကိုလည်းကျွန်တော်တစ်ခေါက်တွေ့ခွင့်ရရင်သိပြောပါပြီ။ဒီစာအုပ်ထဲမှာနာကြီးချက်တွေပါတယ်။အနိုင်ခံဘဝတွေပါတယ်။ရက်စက်မှုတွေပါတယ်။အံ့ဩမှုတွေပါတယ်။ထူးဆန်းမှုတွေပါတယ်။မယုံနိုင်လောက်တဲ့တကူအစွမ်းတွေပါတယ်။ကြင်ကြံအားထုတ်မှုတွေလည်းပါတယ်။ဒါကြောင့်ကျွန်တော်လည်းဒဏ်ရာကြီးစောက်ထဲကအတိုင်းတလုံးတစ်ပါးတာမှမလွဲချော်ပဲပြန်လည်ရေးသားဖော်ပြလိုက်ပါရယ်ဝိတုရဲ့အမိကိုလည်းမူရင်းဒဏ်ရာကြီးစောက်ထဲကအတိုင်းရွှေပြည်တော်သို့အဝင်လို့ရေးသားလိုက်ရပါတယ်ကျွန်ုပ်ဟာငယ်စဉ်ကလေးကဝန်ထမ်းမိသားစုမှမွေးဖွားလာသူတူဖြစ်ရာကျွန်ုပ်တက္ကသိုလ်ကနေဘွဲရပြီးနောက်ပိုင်းမှာလည်းမိဘဖြစ်သူတွေရဲ့ဝန်ထမ်းအစဉ်ဆက်ကိုထိန်းသိမ်းခဲ့ရတယ်အကျဉ်းဦးစီးဌာနမှတာဝန်ထမ်းဆောင်ရင်မြန်မာနိုင်ငံနေရာအနှံ့ပြားကိုရောက်ရှိခဲ့တယ်
အဲ့လိုတာဝန်ထမ်းဆောင်နေစဉ်တရက်ကလေးထောင်မှာတာဝန်ကျရာချိန်မှစပြီးလူထူးဆန်းလေးတအုပ်ကိုတတိထားမိလာခဲ့တယ်။အဲ့ဒီတငယ်လေးကလူတက်မှုနဲ့ထောင်ထဲရောက်လာခဲ့သူတအုပ်လည်းဖြစ်တယ်။သူ့နာမည်ကဒီပါအသက်က12နှစ်အရွယ်ပဲရှိသေးတယ်။သူ့ကိုစတင်တတိထားမိတာကတော့သူကအနေအေးတခြားကလေးတွေလိုစော်ကစားခြင်းမပြုဘဲတအူးရဲနေခြင်းမင်းတခါတရံတိရွက်ကလေးတွေကိုလက်ဟန်ခြေရံနဲ့ပင့်လိုက်ရုံနဲ့တိရွက်လေးတွေကလေပေါ်ကြွတက်လာတာကိုထူးဆန်းစွာတွေ့ခဲ့ရတယ်။ကျွန်ုပ်လည်းသူ့အမှုတဲ့ဖိုင်ကိုအမှုတဲ့ကင်ထောင်စီရေးစီကတောင်းကြည့်ရောသူ့မှာမိဘတွေမရှိတော့ဘူး။သူငယ်စဉ်ကဆုံးပါသွားပြီးဦးလေးဖြစ်သူရဲ့မွေးစားခြင်းကိုခံခဲ့ရတယ်။သူအသက်17နှစ်အရွယ်မှာသူနဲ့ရွယ်တူကောင်လေးတယောက်ကိုတတ်ခဲ့ရဆိုတဲ့ပြစ်ချက်နဲ့ထောင်ထဲရောက်လာခဲ့တယ်လို့မှတ်တမ်းမှာတွေ့ရတယ်။ဒီလိုနဲ့သူ့နာမည်ကိုကျုပ်မမှတ်ရရှိနေကြတယ်။ကျုပ်လည်းယာတူတူပြီးတနေ့သားကိုရောက်ရှိခဲ့ရာသူနဲ့အဆက်အသွယ်ပြတ်ခဲ့ရတယ်။တနေ့မှာတော့သူနဲ့ရေဆက်ပါလို့လားမသိဘူး။ကျွန်ုပ်တောင်ဝန်ကြရာထောင်ကိုသူပြောင်းလာခဲ့ရတယ်။အဲ့ဒီအချိန်မှာသူကအသက်16နှစ်တည်းရောက်နေပြီးအသက်16နှစ်မပြည့်သေးခင်ထိတရက်ထောင်ထဲမှာနေခဲ့ရပြီးအသက်16နှစ်တည်းရောက်လာရင်တော့လူကြီးရေရှိရာထောင်ကိုရွှေ့ပြောင်းလာရတယ်။ကျွန်ုပ်လည်းသူ့ကိုခေါ်တွေ့ပြီးလွှတ်ရက်ကိုကြည့်လိုက်ရာနောက်နေ့မှာသူ့လွတ်တော့မှာကိုသိရှိရလို့ကျွန်ုပ်နာမှာတောက်တူမရအလုပ်တွေလောက်ကရင်အလုပ်မှာခေါ်ထားခဲ့လိုက်တယ်။မောင်ဒီဘက်ကအနေအေးတယ်။မဟုတ်မခံစိတ်ရှိတယ်။ညံကောင်းတယ်။တခါတလေတယောက်တည်းထိုင်ပြီးတစုံတယောက်နဲ့စကားပြောနေတယ်လို့ထူးဆန်းစွာမြင်တွေ့ရတယ်။တညမှာကျွန်ုပ်အိတ်မပြောလို့အိတ်ခမ်းတကားကိုဖွင့်ပြီးရောက်တဲ့ရာတွေးနေစဉ်ဆရာကျွန်တော်ဒီဘက်ပါဆရာကိုစကားပြောချင်လို့ပါ။အေးဝင်ခဲ့လေကွာ။ဆရာကျွန်တော်ဒီကနေမကြခင်ထွက်သွားရတော့မယ်။ဟေးမင်းလုပ်ဖို့ကကြံသေးတယ်လေဘယ်လိုထွက်သွားမှာလဲကျွန်တော်မကြခင်လွတ်တော့မယ်လို့လာပြောလို့ပါဆရာမင်းကိုဘသူကလာပြောတာလဲကွာကျွန်တော်ကိုဘသူလာပြောလဲဆိုတာဆရာနောက်တော့သိရမှာပါကျွန်တော်ဒီကထွက်သွားပြီးရင်ဆရာကျွန်တော်ကိုအပြင်မှာမြင်တွေ့ရဖို့ခက်သွားပြီကျွန်တော်ဆရာစီကိုမကြလာခဲ့ပါမယ်ဒီအတော်အတွင်းဆရာကျေးဇူးကြောင့်ကောင်းကောင်းမွန်နေခဲ့ရပါတယ်ဆရာရဲ့ကိုချင်းတရားကောင်းတာကိုလည်းအသိမှတ်ပြုပါတယ်ကျွန်တော်လူသားတွေရဲ့အကျိုးကိုဆောင်ယူပြီးတဲ့အခါဆရာစီပြန်လာခဲ့ပါမယ်ပြန်ခွင့်ပြုပါအောင်ဆရာအဲ့လိုပြောပြီးပြန်ထွက်သွားတဲ့ဒီပါကိုကျွန်ုပ်ကြည့်ပြီးဒီကောင်ဘာတွေလာပြောနေတယ်ဆိုပြီးတွေးမိသေးတယ်ဒါပေမဲ့အဲ့ဒီအတွေ့ကနောက်နေ့ရက်မှာအဆုံးသတ်ခဲ့ရတယ်နိုင်ငံတော်ရဲ့လူငင်းချမ်းသာခွင့်တွေမှာဒီပါပါလာခဲ့ကျွန်ုပ်ခမအန်အော်ခြင်းဝမ်းသာခြင်းတွေနဲ့ဒီပါကိုထောင်ဘူးဝတီလိုက်နှုတ်ဆက်ခဲ့တယ်ထောင်အဝရောက်တော့ဆရာကျွန်တော်သွားပြီနော်ကံမကုံရင်ပြန်ဆောင်ကြတာပေါ့ဆိုရယ်စကားလေးတစ်ခွန်းကိုပဲကျွန်ုပ်ရလိုက်တယ်ဒီလိုနဲ့နှစ်ကာလတွေတပြည့်ပြည့်ကုံဆုံးခဲ့ပြီးကျွန်ုပ်တောင်ပင်စင်ယူခြင်းနီးလာခဲ့ဒီပအကြောင်းရလိုရညာစုံစမ်းတော့လေတည်င်းအစနာမယောင်ဒီပါနဲ့ကျွန်ုပ်မတွေ့တာနှစ်ပေါင်း20နီးပါရှိခဲ့ပြီမှတ်မှတ်ရရ1980ခုနှစ်တည်င်းကျိုးလာပြည့်နေ့ညမှာဒီပကိုကျွန်တော်ပြန်တွေ့ခဲ့ရတယ်ကျွန်ုပ်တွေ့ခဲ့တာကအိမ်မက်ထဲမှာဒီပကလွန်ခဲ့တဲ့နှစ်20လောက်ကပုံစံမေးမပြောင်းလဲဘူးပြောင်းလဲသွားတာကဝိပုံစားပုံအရင်လိုပေးဆိုးဆိုးအဝေးစားမျိုးမဟုတ်ပဲအနောက်တိုင်းဝစ်စုံကိုကြာနာစာဝစ်စင်ပြီးကျွန်ုပ်စီကိုလာခဲ့တာကျွန်ုပ်ကိုတွေ့တော့ဟိုင်းဆရာကြီးနေကောင်းနေမလားမင်းဒီပါမဟုတ်လားမင်းဘလို့ဖြစ်ပြီးတော့ပြောင်းလဲသွားရလဲကျွန်တော်ရိုးရိုးဒီပါမဟုတ်တော့ဘူးမဟာဒီပါဖြစ်သွားပြီဗျဘယ်လိုလဲဆရာကြီးသိကျင်နေတယ်မလားလွန်ခဲ့တဲ့နှစ်20လုံးကျွန်ုပ်ဘာတွေလုပ်ခဲ့လဲဘာတွေဖြစ်ခဲ့လဲဆရာကြီးသိကျင်နေတယ်မလားကျွန်ုပ်ငယ်ဘွားကနေဒီချိန်ထိဘာတွေဖြစ်ခဲ့လဲဆိုတာညတိုင်းဆရာကြီးစီလာပြီးတော့ပြောပြမယ်ဆရာကြီးအနေနဲ့ကျွန်တော်ပြောသမျှတွေကိုမှတ်တမ်းရေးထားဖို့တော့လိုမယ်ဒါမှသာကျွန်တော်ပြောပြတဲ့အချက်တွေကိုနောက်လာနောက်သားတွေဖတ်ရှုရပြီးလောကီရေးရကိစ္စတွေကဘယ်လောက်ထိပညာသားပါလဲဆိုတာသိရမှာဟုတ်ပါပြီမောင်ဒီပါရဲ့မင်းပြောတဲ့အကြောင်းအရာတွေကိုနေ့တိုင်းဒဏ်ရာကြီးနဲ့ရေးထားပါမယ်ပြောမှသာပြောစမ်းပါအခုတော့မပြောသေးဘူးဆရာကြီးရဲ့လိပ်ပြကျုပ်ကိုလိုက်ရှာနေရလို့ဒီညနှောက်ကျသွားတယ်ခဏနေအာယုံတက်ချိန်ရောက်တော့မယ်မနေ့ပြန်ညကြရင်စောစောအိပ်ပြာကျွန်တော်လာခဲ့မယ်အဲ့လိုပြောပြီးဖြတ်ခနဲပျောက်သွားတဲ့ချိန်ကျွန်ုပ်လန့်လို့လာခဲ့တယ်နောက်နေ့ကျတော့မောင်ဒီပပြောတဲ့မြအကြောင်းအရာတွေကိုရေးချဖို့ဒဏ်ရာကြီးစာအုပ်ကိုကျွန်ုပ်ကိုယ်တိုင်ပြုလုပ်ခဲ့တယ်မောင်ဒီပကကျွန်ုပ်ထံသို့နေ့စဉ်ညတိုင်းလာရောက်ပြီးပြောပြတဲ့အကြောင်းအရာတွေကိုဒီစာအုပ်မှာရေးသားထားပါတယ်မောင်ဒီပမှာအိမ်မက်ထဲမှာကျွန်ုပ်အားလာရောက်ပြောပြတဲ့အကြောင်းအရာကိုစီရီယောစွာပြန်လည်ရေးသားထားခြင်းလည်းဖြစ်ပါတယ်ကျွန်တော်မွေးဖွားတဲ့ချိန်ကမိုးရီတဲတဲမဲမဲရွာသွန်းနေတဲ့မိုးရင်းပဲကြီးပေါ့ကျွန်တော်မွေးလာတော့အိမ်ပန်ဝန်းကျင်ကခွေးတွေကြောင်တွေကြီးကန်းတွေခိုးတွေအားလုံးအိမ်ရှိကိုရောက်လာကြတယ်သူတို့တွေကငြိမ်သက်ပြီး
ကျွန်တော်မွေးပြီးတဲ့အချိန်ထိစောင့်နေကြတယ်။တကောင်းမှအတန်မထွက်မဖိပဲစီကန်းရှိစွာနေကြတာကိုလူတွေအားလုံးကအံ့အားသင့်ခဲ့ကြတယ်။အဖေကတော့ဒီကလေးကလူထူးဆန်းလေးပဲလို့ပြောစမှန်ပြုခဲ့တယ်။ကျွန်တော်မွေးဖွားပြီး4 လလောက်မှာအဖေကပိုးထိပြီးတော့ဆုံးတယ်။8 လလောက်ရောက်မှလည်းအမေလည်းပိုးထိပြီးတော့ဆုံးသွားတယ်။ကျွန်တော်ကိုအဖေညီဖြစ်သူကမွေးစားခဲ့တယ်။ဦးလေးဖြစ်သူရဲ့အိမ်မှာနေရတဲ့ချိန်တွေကကျွန်တော်အတွက်စိတ်ဆင်းရဲစရာအကောင်းဆုံးချိန်တွေဖြစ်ခဲ့ရတယ်။ဒီပဟဲ့ကောင်လာစမ်းဒီမှာရေခက်ထည့်ခိုင်းထားတာဘာလို့မဖြစ်သေးရလဲကျွန်တော်နေပကောင်းဖြစ်ချင်နေလို့ပါမနေ့ကလည်းရေဆွဲထားတော့ကိုလက်တွေကိုက်နေလို့ပါထိုးစဉ်လက်ပြန်တစ်ချက်ကကျွန်တော်ပါပေါ်ကျလာတယ်လူကလဲထွက်သွားပြီးမြေကြီးနဲ့ကောင်မိတ်ဆက်သွားတယ်ဟဲ့ကောင်ကျိုးကောင်မင်းမလောက်နိုင်အိမ်ကထွက်သွားမင်းကိုမွေးလို့ငါ့ကိုနဲ့ငါမိတဲ့တေခဲ့ရပြီမင်းကိုကျွေးမွေးချင်လို့ကျွေးမွေးထားတဲ့များထင်နေရလားမကောင်းတက်လို့ကွာသိလားတန်ဝန်းကျင်ကလူတွေပြောမှဆိုလို့မွေးထားတာအလုံးမလုံးရင်ထမင်းစားဖို့မစင်စားနဲ့ဦးလေးဖြစ်သူရဲ့စကလုံးကြီးအောင်မှာဒီပါတရားငိုကြီးယုံကလွဲပြီးဘာမှမတက်နိုင်ခဲ့ပြီတနေ့မှာဒီပါထွက်သွားဖို့ဆုံးဖြတ်လိုက်တယ်ဒီပါစိတ်ညစ်ရင်သူ့အနားမှာရှိရဆိုလို့အိမ်မှာမွေးထားတဲ့ကြောင်လေးတစ်ကောင်ပဲရှိတယ်ဦးလေးဖြစ်သူရဲ့နှိမ့်ဆက်မှုတွေကတကြောင်ဦးလေးရဲ့သားဖြစ်သူခင်မောင်ရဲ့အနိုင်ကျင့်မှုတွေကတကြောင်ဒီပါရဲ့တဝမ်းခွဲအကိုဖြစ်သူခင်မောင်ကဒီပါတဲ့2 နှစ်ကြီးဒီပါကအသက်17နှစ်ခင်မောင်ကအသက်73နှစ်တရက်မှာခင်မောင်ဆော့ရကနေအိမ်ကိုရေးကြီးတုပ်ပြပြန်ရောက်လာတယ်ခဏနေတော့ဦးလေးဖြစ်သူကဒီပါကိုမင်းငါးနောက်လိုက်ခဲ့ဆိုပြီးခေါ်သွားခဲ့ဒီပါလိုက်သွားတော့မင်းငါပြတေချာနားထောင်အခုခင်မောင်ကစားရင်ခလေးတက်ကိုတော်မီလို့နောက်စီးနဲ့အုတ်ခဲရိုက်မိပြီးတေမလားရှင်မလားမသိဘူးတကယ်လို့အဲ့ဒီကလေးတေခဲ့ရင်မင်းလောက်တာလို့ပြောမင်းကိုကျွေးမွေးလာခဲ့တာကိုကျေးဇူးပြန်ဆက်ဖို့အချိန်တန်ပြီအဲ့လိုပြောတော့မှဒီပါသဘောပေါက်သွားတယ်အဲ့ဒီနောက်ပြုံးပြလိုက်ပြီးကျွန်တော်ပြောပါမယ်ကျွန်တော်အဲ့ဒီအမှုနဲ့ထောင်9 နှစ်ကြာသွားတယ်ထောင်ထဲရောက်တော့ဘယ်သူမှမလျှော့ပဲတယောက်တည်းပဲနေခဲ့တယ်ထောင်ကျနေတဲ့ကလေးတွေအားလုံးကလည်းကျွန်တော်ကိုချစ်ကြတယ်ထိုစဉ်အထိတာမယ်လူတယောက်လိုပဲနေထိုင်ခဲ့ရတယ်တနေ့မှာဟဲ့ကောင်ဒီပါထားစမ်းကွာမင်းကဒီလိုနေရမယ့်ကောင်မဟုတ်ဘူးမြန်ထခေါ်တဲ့ကြောင့်ကျွန်တော်လန့်နေလာတယ်ကြည့်လိုက်တော့ကျွန်တော်နဲ့ချွတ်ဆွတူတဲ့ဒီပါနောက်တယောက်မင်းကဘာတူလဲငါလားငါလည်းဒီပါပဲလေမင်းလည်းဒီပါငါလည်းဒီပါပဲမင်းရဲ့အနာဂတ်ကိုလမ်းပြပေးမယ်ဒီပါပေါ့ကွာဟာဟဲ့ကောင်မင်းကဒီထောင်ထဲကိုဘလို့ဝင်လာတာလဲထောင်ပိုင်နေသိရင်မင်းအဖမ်းခံရမယ်နော်ငါ့ကိုဘယ်သူမှဖမ်းလို့မရဘူးကွာငါ့ကိုလည်းဘယ်သူမှမမြင်ဘူးမင်းတယောက်တည်းမြင်ပါမင်းကတာမယ်လူတယောက်မဟုတ်ဘူးဒီပါလူသားတွေရဲ့အကျိုးကိုဆောင်ရမယ်ဒီပါပဲမဖြစ်နိုင်တာဗျာအခုတော့ထောင်ထဲရောက်နေတာဘယ်လိုလုပ်လူသားအကျိုးကိုဆောင်ရမှာလဲဒီတိုင်းတော့ဘဲရမလဲကွာမင်းကြည့်ရမှာပေါ့ဘယ်လိုကြည့်ရမှာလဲအဲ့လိုကြည့်ရင်ရောဘာတွေရမှာလဲအရင်ဆုံးငါပြောတဲ့ကျင့်စဉ်ကိုအရင်ကျင့်အဲ့ဒါကို49ရက်တီကျင့်ပြီးတဲ့အခါဘာထူးခြားလာလဲမင်းသိရလိမ့်မယ်ဟုတ်ပြီလေဒါဆိုမင်းပြောကြည့်ငါဘယ်လိုလုပ်ရမလဲမင်းအနေနဲ့49ရက်တီဘယ်သူနဲ့မှစကားမပြောရဘူးအင်းကအရင်စကားစပြောလို့မရတာသူတို့လာပြောရင်လူတလောက်ဖြေခွင့်ရှိရဲ့နောက်တော့မင်းကသိရွက်တွေနဲ့စကားပြောရမယ်ပါဇက်ကနေတော့မဟုတ်ဘူးစိတ်ထဲကနေပြောရမှာငါကဘာပြောရမှာလဲမင်းစိတ်ထဲကနေပြောရမှာကသိရွက်လေးတွေငါအနားလားသိရွက်လေးတွေငါအနားလားသိရွက်လေးတွေငါအနားလားဆိုပြီးစိတ်ထဲကနေပြောရမှာမင်းပြောနေတဲ့အချိန်မှာစိတ်ကသိရွက်တွေပေါ်မှာပဲရှိရမယ်တခြားကိုရောက်ရင်အစကပြန်ဆပြီးတော့မင်းစူးစမ်းကြည့်ပေါ့49ရက်ပြည့်တဲ့နေ့မှာအောင်မြင်ရင်မင်းစီကိုသိရွက်လေးတွေလေပေါ်ကနေပြန်ပြီးလာလိမ့်မယ်ငါလည်းမင်းအောင်မြင်တဲ့တနေ့ပြန်လာမယ်မနေ့ဖြန်ကစပြီးမင်းစာကျင့်လို့ရပြီဟဲ့လူဒီပါတယောက်လန့်နိုးလာတယ်ခုနကလာပြောသွားတာအိမ်မက်ထဲမှာပါလားထူးဆန်းတာတော့အမှန်ဘာပဲဖြစ်ဖြစ်သူပြောတာဟုတ်မဟုတ်စမ်းကြည့်ရမှာပဲနောက်နေ့မနေ့အားလဲချိန်မှာကျွန်တော်ထောင်ဝင်းထဲကညောင်ပင်ရှိအောင်ကိုထွက်လာခဲ့လိုက်တယ်အိမ်မက်ထဲကဒီပါပြောသလိုကြွေကြနေတဲ့သိရွက်လေးတွေကိုအာယုံဆိုင်ရင်စိတ်ထဲကနေရွှနေလိုက်တယ်အာယုံစိုက်ထားရင်တခါတရံကစိတ်ကဦးလေးအိမ်ရောက်လို့ရောက်တခြားနေရာရောက်လို့ရောက်နေအင်မတန်ထိန်ရခဲ့တယ်ချွေးသီးချွေးပေါက်ကြတဲ့အထိစိတ်ကိုချုပ်တီးခဲ့ရတယ်ပထမတရက်ကဘာမှမရှိရမသိကြပဲအားလက်ချိန်ကုန်ဆုံးခဲ့ဒုတိယတတိယစတုတ္ထရက်တွေမှာလည်းဒီတိုင်းပဲ6ရက်မြောက်နေ့မှာစိတ်အနေငယ်တည်ငြိမ်လာတယ်15ရက်လောက်အရောက်မှာတော့စိတ်ထဲကနေခေါ်လိုက်ရုံနဲ့ကြွေးကြနေတဲ့သိရွက်လေးတွေကအနှဲငယ်လှုပ်ရမ်းလာတာကိုသတိထားမိလိုက်တယ်ကျွန်တော်အားတက်သွားပြီနောက်ရက်တွေထက်ကျင်နေရက်30လောက်မှာသိရွက်တွေလေထဲမှာအနှဲငယ်ကြွလာတယ်လို့ခန်းစားလိုက်ရတယ်49ရက်အရောက်မှာတော့
လက်ကိုလေထဲဝေရံပြီးခေါ်လိုက်ရုံနဲ့တိရွက်တွေကလေထဲဝေလာတယ်လို့ကျွန်တော်ရှိကိုရောက်လာတယ်။အဲ့ဒီညမှာတော့အိမ်မက်ထဲကဒီပါထက်ရောက်လာတယ်။ဟာဟာဟာဟဲ့ကောင်ငဘောဒီပါမင်းကိုမင်းအထင်ကြီးမနေနဲ့ဒါကခလေးစီမဲ့ရှိသေးတယ်။မင်းပုံစံကတကယ်တကိုးရှင်လို့မှန်တက်နေတဲ့ပုံဖြစ်နေရဲ့ကွာ။အခုတစ်ခေါက်လောက်ရမှာကလေယာနယ်ထဲမှာရှိရဲ့ဘာမှမရှိရဲ့အစွမ်းကိုယူရမယ်။လောက်ပုံလုံကြီးကမင်းကိုမင်းလေယာနယ်ထဲရောက်နေတယ်လို့ခံစားရမယ်။လေတူထဲမှာလွှဲမျောပြီးလေယာနယ်ထဲမှာရှိရဲ့တဘာဝစွမ်းအားတွေကိုစူးစီးရမယ်။မင်းမြင်တဲ့စွမ်းအားတွေကိုမင်းကိုယ်ထဲထည့်ရမယ်။အဲ့ဒီကျင့်စဉ်ကိုမင်းလေးလာတည်းကျင့်ရမယ်။မင်းကျင့်စဉ်အောင်မြင်ငှားပြလာမယ်။ဒီပါလေနောက်နေ့ကစပြီးအိမ်မက်ထဲကအတိုင်းကျင့်မှုစူးစမ်းရတယ်။ရောက်တဲ့နေရာမှာလက်နှစ်ဖက်ကိုဆန့်တန်းပြီးလူကိုလေထဲလွတ်ထုတ်လိုက်တယ်။ပထမဆုံးမှာတော့လေဟာနဲ့အမောင်တူကြီးကိုပဲမြင်နေရတယ်။လူကလည်းထိုင်နေရင်ထိုင်နေတာပဲခံစားရတယ်။တက်လက်လောက်မှာလေဟာနဲ့လွှင့်မျောတယ်လို့စတင်ခံစားလာရတယ်။လေဟာနဲ့လွှင့်နေရင်အလင်းစာတစ်ခုကိုဖြတ်ခနဲတွေ့လိုက်ရတယ်။အဲ့ဒီအလင်းစာနောက်ကိုကျွန်တော်လိုက်တယ်။လိုက်လေအလင်းစာကဝေးလေပဲ။လေဟာနဲ့အမောင်တူထဲမှာအလင်းစာတစ်ခုကိုတွေ့တော့အားတက်ပြီးထက်လိုက်တယ်။ဘယ်လိုလိုက်အလင်းစာကိုမမိဘူး။ကျွန်တော်စိတ်တက်တော်ကျသွားတယ်။နောက်ရက်တွေမှာလည်းအလင်းစာကလာလာပြတယ်။လိုက်ရင်ပြေးတယ်။နှစ်လလောက်အရောက်မှာအဲ့ဒီအလင်းစာနောက်ကိုလိုက်နေတာကနေရက်လိုက်တယ်။ကျွန်တော်ရဲ့ပထမကျင့်စဉ်ကိုတတိယပြီးအလင်းစာကိုကျွန်တော်တန်ခေါ်ယူဖို့စိတ်ကူးလိုက်တယ်။လေယာနယ်ထဲထိုင်ပြီးအလင်းစာကိုခေါ်တဲ့ကျင့်စဉ်ကိုအသုံးပြုလိုက်တယ်။ကျွန်တော်မလိုက်တော့အလင်းစာကမပြေးတော့ဘူးငြိမ်သွားတယ်။အဲ့ဒီချိန်မှာစိတ်ထဲကနေအလင်းစာလေးငါးစီလားအလင်းစာလေးငါးစီလားအလင်းစာလေးငါးစီလားဆိုတဲ့စကားကိုပဲစိတ်ထဲကနေအာယုံစိုက်ပြီးပြောနေလိုက်တယ်။အဲ့လိုပြောလိုက်ရင်ဖြင့်ကျွန်တော်လိုက်နေတဲ့အလင်းစာကနှလုံးမရှက်ပဲငြိမ်သက်သွားတာတွေ့ရတယ်။ကျွန်တော်လည်းအားတက်သွားပြီးစိတ်ထဲကနေလေးလေးနက်နက်ခေါ်ယူနေလိုက်မိရဲ့။အဲ့လိုခေါ်ယူလိုက်တယ်ဆိုရင်ပဲအလင်းစာလေးကကျွန်တော်အနာရောက်လာပြီးကျွန်တော်ရဲ့တတိယမျက်လုံးလို့ခေါ်တဲ့မျက်လုံးနှလုံးကြားနေရာကိုဖြတ်ခနဲတိုးဝင်သွားတယ်။ပထမအလင်းဆက်လေးကိုဖမ်းမိရဆိုရင်ဖြင့်နောက်ထပ်အလင်းဆက်30ကထပ်ပေါ်လာခဲ့တယ်။အဲ့ဒီညကအလင်းဆက်တွေကိုကျွန်တော်တန်ခေါ်ယူတဲ့ကျင့်စဉ်နဲ့သိသိနိုင်ခဲ့လေ။နောက်နေ့မှာတော့လေယာနယ်ထဲမှာရှိတဲ့အလင်းဆက်ပေါင်းများစွာကိုဖမ်းယူသိသိနိုင်ခဲ့ပြီးအဲ့ဒီကျင့်စဉ်ကိုလည်းအောင်မြင်ခဲ့လေ။အဲ့ဒီချိန်ကကျွန်တော်အသက်15နှစ်ဝန်းကျင်သာရှိပါသေးတယ်။အမောင်တို့လေယာနယ်တွေကအလင်းဆက်များကိုဖမ်းယူခဲ့တဲ့ကျင့်စဉ်ပြီးဆုံးတဲ့အခါမှာကျွန်တော်ခန္ဓာကိုယ်ထဲမှာအလင်းဆက်ပေါင်းများစွာရရှိခဲ့ပြီးဖြစ်တယ်။တခါတည်းရင်အဲ့ဒီအလင်းဆက်တွေကိုအာရုံပြုပြီးတကူလုံးမှာရှိတဲ့အလင်းဆက်တွေကနေအလင်းရောင်တွေထွက်လာတယ်လို့ခံစားရတယ်။ကျင့်စဉ်ပြီးဆုံးတဲ့ညမှာအိမ်မက်ထဲကိုဒီပါပြန်အောင်လာတယ်။ Hello my friend မင်းကငါထင်တာထက်တောင်တော်နေပါလား။ဒါပေမဲ့မင်းကိုမင်းအထင်တော့မကြည့်နဲ့မင်းလောက်ရမယ့်ကိစ္စတွေအများကြီးကြံသေးတယ်။အခက်အခဲပေါင်းများစွာကမင်းကိုစောင့်ကြနေတယ်။မင်းရဲ့ပင်ကိုညံရီကိုအသုံးပြုပြီးဖျက်ကျော်ရမယ့်အဆင့်တွေအများကြီးကြံသေးတယ်။အဲ့ဒီခါဒီပါကမင်းကစကားတော်များတဲ့ကောင်းပဲမင်းပြောတာတွေကိုငါလုပ်ခဲ့ပြီလေအခုငါဘာထက်လို့ရမှာလဲမင်းကူလုပ်ရမှာကတရိษံတကောင်ကောင်ကိုမင်းရဲ့အာနာဆက်ကိုသုံးပြီးလူရကိုခိုင်းစေနိုင်ရမယ်အဲ့ဒီကျင့်စဉ်ကိုမအောင်မြင်မချင်းမင်းလုပ်ရမယ်ဘယ်လိုကြည့်ရမလဲဆိုတာကိုတော့မင်းမသာလမ်းဖောက်ရမယ်မင်းအောင်မြင်တဲ့တနေ့ငါပြန်လာမယ်ဒီကျင့်စဉ်ကအရန်ခက်ခဲ့တဲ့အတွက်အချိန်ဘယ်လောက်ကြာမလဲဆိုတာငါမသိဘူးမင်းရဲ့ပင်ကိုစွမ်းရည်ရှင်တော့အချိန်မြင်ပြီးတော့မှာပေါ့ကဲငါသွားပြီအောင်မြင်ပါစေငါမဟုတ်တဲ့ဒီပါကြီးကျွန်တော်အိယာကနိုးတော့အိမ်မက်ထဲကအကြောင်းအရာတွေကိုစိတ်ကူးကြည့်လိုက်တယ်ဘယ်လိုနီးလန့်ကိုသုံးရမလဲပေါ့စဉ်းစားနေရင်ဒီပါရေဒီပါတန်းစီဖြစ်သူရဲ့ခေါ်တဲ့ကြောင့်ဒီပါအခန်းဝကိုထွက်ခဲ့လိုက်တယ်ဒီနေ့လေစူပေါင်းတန်ရှင်ရှိရဲ့အဲ့ဒါအခုအားလုံးအလုပ်လုပ်ဖို့ထောင်ပိုင်ကခေါ်နေတယ်ကျွန်တော်လည်းအခန်းပြင်ကိုထွက်ပြီးထောင်အနောက်ဘက်ရှိခြုံခင်းရှိရာကိုထွက်ခဲ့လိုက်တယ်ခြုံရှင်းအလုပ်ကို2နာရီခန့်လုပ်ပြီးရဲ့အခါမှာတော့တန်းအောင်ကြီးဒီမှာကြည့်စမ်းပွဲစစ်တွေအများကြီးကွာသူတို့အတိုက်ပြောင်းနေရနေမယ်ဥတွေကိုပါချီလာနေတာဘေးကမောင်ကူကတန်းအောင်ကိုလှမ်းပြောလိုက်တာကြပြီးငါပွဲစစ်တွေကိုခေါ်ရဲကျင့်စဉ်စကြည့်မယ်လို့ဆုံးဖြတ်လိုက်တယ်အခန်းပြန်ရောက်တော့ပွဲစစ်တွေကိုဘယ်လိုခေါ်မလဲဆိုတဲ့အချက်ကိုစဉ်းစားနေရင်ညမိုးချုပ်တော့ကော်ရီတာရှိမှထွန်းထားတဲ့မီလုံးသေးသေးလေးရဲ့အလင်းရောင်ကြောင့်အခန်းထဲရှိအရာဝတ္ထုတွေကိုကောင်းစွာမြင်နေရတယ်အဲ့ဒီချိန်ပရွက်စစ်လေးနှစ်ကောင်အခန်းပတင်းတကားပေါ်မှာရှောက်လာတာကိုတွေ့လိုက်တယ်နှစ်ကောင်သားမျက်နှာချင်းဆိုင်ရှောက်လာရင်တယောက်နဲ့တယောက်ထိတ်တိုက်ဆိုရင်ဦးကောင်းပေါ်ရှိအမြင့်တန်းလေးနှစ်ခုကိုပူးကက်လိုက်တာကိုတွေ့လိုက်ရတယ်။အဲ့ဒီလိုမြင်လိုက်ရတော့ဒီပါစိတ်ထဲအကြံတစ်ခုရလာတယ်။သူတို့ရဲ့အာယုံခံကရိယာကအဲ့ဒီအမြင့်တန်းလေးဖြစ်မယ်။ငါသူတို့ရဲ့အာယုံခံအမြင့်တန်းလေးပေါ်ကိုစိတ်လွတ်လိုက်ရင်သူတို့ကိုခေါ်လို့ရပြီပေါ့။
ကျွန်တော်သူတို့ရဲ့အာယုံခံအမြင့်တန်းနဲ့ချိတ်ဆက်ဖို့စတင်စူးစမ်းပါတော့တယ်။စိတ်ကိုတင်းကြပ်အောင်ထားပြီးသူတို့ရဲ့သွားပုံလာပုံတွေကိုစိတ်ကူးထဲကနေပုံဖော်လိုက်တယ်။သူတို့ဦးခေါင်းကထွက်လာတဲ့အမြင့်တန်းကနေဆက်သွယ်ရေးလှိုင်းတွေထွက်လာနေတယ်လို့စိတ်ထဲကမှတ်ယူလိုက်တယ်။အဲဒီလိုအာယုံနဲ့ပေါ်လာဖို့အချိန်တော်တော်ကြာလေ့ကျင့်ယူခဲ့ရတယ်။၃လလောက်ကျင့်ယူပြီးတဲ့အခါမှာကျွန်တော်အာယုံခံလိုက်တာနဲ့သူတို့ရဲ့ဆက်သွယ်ရေးအမြင့်တန်းလေးတွေကနေအတွန်းနဲ့လှိုင်းတယ်လေးတွေထွက်ပေါ်နေတာကိုမြင်လိုက်ရတယ်။နောက်တစ်ဆင့်တက်ပြီးကျွန်တော်ရဲ့နဖူးအလဲကနေကျွန်တော်ရဲ့ဆက်သွယ်ရေးလှိုင်းတွေထုတ်လွှတ်ဖို့စတင်စူးစမ်းပါတော့။အဲ့လိုပြုလုပ်ရမှာနဖူးအလဲကနေနာကျင်စူးချတဲ့ခံစားမှုတစ်ခုကိုစတင်ခံစားလာရတယ်။နဖူးကတရေကိုဖောက်နေတယ်လို့တဆစ်စစ်နဲ့နာကျင်လာတယ်။အဲ့ဒီလိုပြုလုပ်နေရင်မခံမရက်နိုင်အောင်နာကျင်လာလို့အားလျော့မဲ့အဆင့်ထိတောင်ရောက်ခဲ့တယ်။ဒါပေမဲ့ကျွန်တော်မှရှိရဲ့မခံကျင်စိတ်ကအရှုံးမပေးခဲ့ဘူး။အဲ့ဒီလိုနာကျင်မှုတန်ကို2လလောက်တီးခံပြီးဆက်လုပ်ရင်2လနဲ့15ရက်အရောက်မှာနဖူးအလဲကနေလွန်သွားနဲ့ထိုးပေါက်နေတယ်လို့စူးရှနာကျင်မှုကတဖြည်းဖြည်းလျော့နေသွားတယ်။နောက်ရက်ဒီမှာနာကျင်မှုတဖြည်းဖြည်းလျော့သွားပြီး3လတိတိပြည့်တဲ့နေ့မှာနဖူးအလဲသားကိုဖောက်ထွက်လာတဲ့လှိုင်းတွန်လေးတွေကိုစတင်ခန်းစားလာရတယ်။အဲ့ဒီလှိုင်းတွန်လေးတွေကနဖူးကနေတလန်လောက်ထိထွက်လာတယ်။အဲ့ဒီမှာရှေ့ဆက်မထွက်တော့ကျွန်တော်လည်းရှေ့ဆက်ထွက်ဖို့ထပ်မံလေ့ကျင့်ရတယ်။တဖြည်းဖြည်းနဲ့လေ့ကျင့်ယူမှုအရာ၄လအပြည့်မှာလူချင်းတဲ့နေရာစီလှိုင်းတွန်တွေကိုပို့ဆောင်နိုင်ခဲ့တယ်။အဲ့လိုပို့ဆောင်ခြင်းရောက်မှပိုဝဲစိတ်တွေရဲ့ဆက်သွယ်မှုလှိုင်းနဲ့ကျွန်တော်ဝင်ရောက်ဖို့ကြိုးစားပါတော့တယ်။ကျွန်တော်မြင်လိုက်ရတာကသူတို့တွေရဲ့ဆက်သွယ်မှုကွန်ရက်တွေရှုပ်ထွေးပွေလီတဲ့အမြင့်တန်းပေါင်းများစွာတဲ့ကျွန်တော်ဘယ်လိုဝင်ရမလဲပေါ့။နောက်ဆုံးဖြစ်ချင်အောင်ဖြစ်ဆိုပြီးသူတို့တွေရဲ့ဆက်သွယ်မှုလှိုင်းတွေကိုကျွန်တော်ဆက်သွယ်မှုလှိုင်းကိုချိတ်ဆက်လိုက်တယ်။ထိုစဉ်နားရဲ့ကြားလာရတာကအလွန်တရာစူညံတဲ့အတန်မျိုးစုံနားနှစ်ဘက်ကိုပိတ်ပြရတဲ့အထိစူညံလွန်ခဲ့တယ်။နောက်ပိုင်းမှာအသားကျလာပြီးသူတို့ပြောတဲ့စကားတွေကိုအလိုအလျောက်ကျွန်တော်နားလေခဲ့တယ်။အဲ့လိုနားလေခဲ့တာကိုတွေးပြီးသူတို့ပြောတာတွေကတက္ကကြဘာသာစကားဖြစ်မယ်လို့စိတ်ထဲကထင်ခဲ့တယ်။ကျွန်တော်သူတို့တွေကိုဝင်ရောပြီးဆက်သွယ်ကြည့်ရင်ကျွန်တော်ပြောတဲ့စကားကိုလည်းသူတို့နားလေတာကိုထူးဆန်းစွာတွေးလိုက်ရတယ်။အဲ့ဒီမှာစပြီးသူတို့အစာရှာတဲ့လုပ်ငန်းစဉ်မှာကျွန်တော်ပါဝင်ဆောင်ရွက်ပေးခဲ့တယ်။ဘယ်နေရာမှာထမင်းစီတွေရှိတယ်။ဘယ်နေရာမှာမုံအပိုင်းစာတွေရှိတယ်။စသဖြင့်ကျွန်တော်ကသူတို့ကိုသတင်းပေးပြီးမိတ်ဆွေဖွဲ့နိုင်ခဲ့တယ်။အဲ့လိုပြုလုပ်ရင်ကျွန်တော်အရှိကိုလိုအပ်တဲ့အချိန်မှာခေါ်ယူနိုင်ခဲ့တယ်။အဲ့လိုခေါ်ယူနိုင်တဲ့အချိန်ထိကျွန်တော်လေ့ကျင့်ခဲ့တာတနေ့တိကြာမြင့်ခဲ့ပြီးတနေ့ပြည့်တဲ့ညမှာဒီပါထက်ရောက်လာတယ်။ Congratulation ပါငါမဟုတ်တဲ့ဒီပါကြီးမင်းရဲ့ပါရမီကိုတော့ထပ်ပြီးတော့ချီးကျူးရတော့မှာပေါ့။ချီးကျူးတာကအသာထားပါကျုပ်ကလို့တာတွေကကျုပ်တယ်ဘာထူးကြမှာလဲ။ဒီခါဒီပါတူကဟာဘာပဲဖြစ်ဖြစ်မင်းမှာအတက်ပညာတွေတိုးလာတာပဲ။ဒီတော့မင်းငါကိုဆရာလို့ခေါ်ရမယ်မင်းရဲ့ဆရာဒီပပေါ့ကွာဟုတ်ပါပြီဆရာဒီပရဲ့ကျုပ်ကဘာဆက်လို့ရမှာလဲဒီတခါမင်းလောက်ရမှာကမင်းထောင်ပြောင်းရမယ်ဘယ်လိုပြောင်းရမှာလဲအခုမင်းအသက်16နှစ်ပြည့်ပြီအသက်ပြည့်တဲ့သူတွေကိုခလေးထောင်ကနေလူကြီးထောင်ကိုပြောင်းနေအဲ့ဒီမှာမင်းသွားနေရမယ်မင်းပြောင်းတဲ့ထောင်မှာလေအဆင်ပြေပြေနေရအောင်ငါလုပ်ထားပြီမင်းရဲ့ဆရာဟောင်းနဲ့ပြန်တွေ့ရအောင်မှာပေါ့ကွာကဲအခုလောလောဆယ်မင်းကိုအနားပေးလိုက်မယ်မင်းလည်းလွတ်လပ်နေအောင်လိုအပ်ရင်ငါပြန်လာခဲ့မယ်သွားပြီဟဲ့အဲ့လိုဆိုပြီးပျောက်သွားတယ်မနေ့ကျတော့ကျွန်တော်ထောင်ပြောင်းခဲ့ရတယ်ပြောင်းတဲ့ထောင်ကိုရောက်တော့လွန်ခဲ့တဲ့3နှစ်ကဆုံးခဲ့ရတဲ့ထောင်မှုနဲ့ပြန်ဆုံခဲ့ရတယ်အဲ့ဒီအချိန်မှာဆရာကထောင်ပိုင်ကြီးကောင်ဖြစ်နေပြီကျွန်တော်ကိုသူကမှတ်မိနေတာကိုတော့ထူးဆန်းနေအဲ့ဒီထောင်မှာလည်းဘာအလုံးမှမလုပ်ရပဲဆရာထောင်ပိုင်ကြီးရဲ့အိမ်မှာပဲတောက်တူမရအလုပ်တွေလုပ်ခဲ့ရတယ်ထောင်ပိုင်ကြီးကလူပြိုကြီးဖြစ်တဲ့အတွက်အေးလူလူစိတ်ချမ်းသာစွာနေခဲ့ရတယ်အဲ့ဒီအချိန်မှာကျွန်တော်ဆရာဖြစ်သူဒီပါကျွန်တော်စီမရောက်လာခဲ့ပြီကျွန်တော်လည်းတရိษံများနဲ့ဆက်သွယ်တဲ့ဤကိုပရွက်စိန်များအပြင်တခြားတရိษံတွေနဲ့လည်းဆက်သွယ်နိုင်ခဲ့တယ်တရက်မှာတော့မွေကြီးကွာရိုက်တက်ကွာပပင်းကြီးထောင်နေတာကြောက်စရာကြီးရိုက်အဲ့ဒီတန်တွေကြားလို့ကျွန်တော်ထွက်ကြည့်တော့ထောင်သားတွေရိုက်မလို့လုံနေတဲ့မွေဟောက်ကြီးတကောင်မွေဟောက်ကြီးကပပင်းထောင်ထားရလက်ဝါးတပြားစာလောက်ရှိရဲ့ထို့စဉ်ကျွန်တော်ကခဏလေးမရိုက်ကြနဲ့ဟဲ့ကောင်လေးအနာမကက်နဲ့မင်းကိုပေါက်လိမ့်မယ်မပေါက်ဘူးစိတ်ချကျွန်တော်အနာသိမ့်မကက်ပါဘူးကျွန်တော်လည်းငွေကြီးနဲ့ဆက်သက်ဖို့စူးစမ်းပါတော့တယ်အဲ့လိုစူးစမ်းရငွေကြီးနဲ့ချိတ်ဆက်မိပြီးသူနဲ့တူနေတဲ့မွေးဟောက်မကိုရိုက်တက်လို့ပြန်လာတာဖြစ်ကြောင်းသိလိုက်ရတယ်ကျွန်တော်လည်းလူတွေကိုရမမှုဖို့ဘေးလွတ်ရာကိုသွားဖို့ပြောရင်သူ့ကိုနှိမ့်သိမ့်ရသေးတယ်အဲ့လိုတော်တော်ကြာပြောပြီးနောက်မှာမွေးဟောက်ကြီးကပပင်းချကထောင်အနောက်ဘက်ရှိခြုံအတွင်းကိုရှော့ကနေဝင်သွားလိုက်တယ်ထောင်သားတွေအကုန်အံ့ဩပြီးမင်းဘာလုပ်လိုက်တာလဲဘာမှမလုပ်ပါဘူးသူ့ကိုပြန်သွားခိုင်းလိုက်တာသူနဲ့တူနေတဲ့မွေးဟောက်မကိုရိုက်တက်လို့ပြန်လာတာတဲ့ဘယ်သူရိုက်တက်လဲတော့ကျွန်တော်မသိဘူးနောက်ဆိုအဲ့လိုမလုပ်ကြပါနဲ့လို့ပြောတော့
ထောင်သားတွေကနောက်ဆင်ကျင်းပါမယ်လို့ပြောတယ်။ဒီလိုနဲ့ထောင်ထဲမှာတစ်နှစ်ခန့်နေပြီးချိန်ထိကျွန်တော်ရဲ့ကိုပါဒီဘကမရောက်လာခဲ့ဘူး။တညမှာတော့ဟဲ့ကောင်ဒီဘမနေ့ပြန်မင်းလွတ်ပြီးထားစမ်းဟာဆရာဒီဘပျောက်ချက်သားကောင်းလိုက်တာလုံးဝကိုပေါ်မလာတော့တာပဲဒီတစ်ခေါက်ကြောက်ပါလို့ရမှာလေဒီတစ်ခေါက်မင်းထောင်ကလွတ်ပြီးမနေ့ပြန်မင်းကိုလှုပ်ပေးကြတော့မယ်အဲ့တော့မင်းဆရာကိုသွားနှုတ်ဆက်လိုက်ကွာမနေ့ပြန်ပြီးရင်မင်းဆရာကိုမင်းမတွေ့ရတော့ဘူးကျွန်တော်လည်းဖြက်ကနေလှန်လို့တာပြီးဆေးရခံကိုသွားကနှုတ်ဆက်လိုက်တော့တယ်နောက်တစ်နေ့မှာကျွန်တော်ကိုလွန်ငင်းမှုနဲ့လှုပ်ပေးခဲ့တယ်ဆရာကလည်းထောင်တကားဝါးထိလိုက်နှုတ်ဆက်ခဲ့တယ်ကျွန်တော်လည်းရောင်းလေနဲ့အပြင်လောကကိုစတင်ချေချလိုက်မိတော့တယ်အဲ့လိုချေချလိုက်ပြီးဖယ်သွားရမှန်းမသိရနဲ့တွေ့ရဖျားပုံကိုတက်ကတရေတမောအိတ်ဆက်လိုက်တော့တယ်အိတ်ပြော်နေစဉ်ဆရာဒီပရောက်လာပြီးဟဲ့ကောင်ဒီပမင်းအတွက်လုပ်ငန်းစဉ်တွေစပြီးမင်းလုပ်ငန်းတွေအကောင့်တွေဖော်ဖို့အတွက်ငွေလိုတယ်ဒီတော့အရင်ဆုံးမင်းငွေရှာရမယ်ကျုပ်ကဘာမှမလုပ်တတ်တာဘယ်လိုငွေရှာရမှာလဲငါရှိရလေကွာမင်းလုပ်ငန်းစဉ်တွေတုံးဖို့ငွေကြီးရတဲ့နေငါသိပေးမှာပေါ့အဲ့ဒါဆိုလေဘယ်လိုလုပ်ရမလဲပြောပြဒီမျိုးရဲ့တောင်ပဲချမ်းမှာရှိရဲ့စီဒီပြက်တစုဖြစ်တဲ့မဟာမုနိစီဒီမှာမင်းအတွက်ငါတောင်းထားတဲ့ပစ္စည်းတချို့ရှိရဲ့အဲ့ဒီပစ္စည်းကိုမင်းသွားယူရမယ်မင်းသွားတဲ့အခါမွေတကောင်တွေ့ရမယ်အဲ့ဒီမွေကိုတွေ့တဲ့အခါမင်းကစကားတစ်ခုပြောရမယ်အဲ့ဒီစကားပြောမှမင်းကိုသူကလမ်းပြပေးလိမ့်မယ်မင်းပြောတာမှားရင်တော့မင်းတကူလုံးမဲနဲ့တောင်သူကပောက်တက်လိမ့်မယ်ကျုပ်ကဘာစကားပြောရမှာလဲမင်းပြောရမှာကအဲ့ဒီစကားကိုမှတ်ထားပြီးသူ့ကိုပြောရမယ်ငါလုပ်ငန်းပြီးမြောက်ဖို့ရေးပိုင်ရှင်မရှိယတနာအတိရေအိုးရှိရာနေရာတို့ငါအားပြလို့ကဲငါသွားပြီနောက်မှဆုံမယ်ဟိကျွန်တော်လည်းလှန်နိုးလာပြီးမဟာမုနိစေတီရှိရာသို့ထွက်ခဲ့လိုက်တော့တယ်မဟာမုနိဖျားနေရာသို့မြင်းမြင်းပြီးထွက်လာခဲ့ရာချောချောမောမောရောက်ရှိခဲ့တယ်မဟာမုနိဖျားသို့ရောက်တဲ့အခါဖျားပါရဝံအတွင်ခြုံနေရီထူတက်စွာပေါက်ရောက်နေပြီးပြုတ်ပြင်းမောမှန်မှုတွေမရှိရကြောင်းတာတနည်းကအဆောင်တချို့မှလည်းရိုးရင်းပြည့်စည်နေရကိုတွေ့လိုက်ရတယ်ကျွန်တော်လည်းဘယ်သွားရမှန်းမသိဖြစ်နေချိန်ရှူးရှူးရှူးဆိုတဲ့ငွေတွန်းတန်းကိုကြားလိုက်ရတယ်။အနောက်လှည့်ကြည့်လိုက်တော့ငွေဟောက်ကြီးတစ်ကောင်ပြမဲနဲ့နေရပဲ။ဗပြင်းကြီးကိုထောင်လို့ကျုပ်စီကိုหนีရဲနေတဲ့မျက်လုံးကြီးနဲ့စိုက်ကြည့်နေတာ။ကျုပ်လည်းအိမ်မက်ထဲကအတိုင်းစိတ်ထဲကနေငါလုပ်ငန်းပြီးမြောက်စေဖို့ရေးပိုင်ရှင်မရှိယတနာအတိညီအိုးရှိရာနေရာတို့ငါအားပြလို့ပြောလိုက်တယ်ဆိုရင်ဖြင့်ဗပြင်းကိုချပြီးဖျားအနောက်ဘက်ကိုရှော့ကနေဝင်သွားတာကိုတွေ့လိုက်တယ်။ကျုပ်လည်းအသာလိုက်သွားပြီးဘာများတွေ့မလဲဆိုတဲ့အတွေ့နဲ့စိတ်လောနေမိတယ်။ဖျားအနောက်ဘက်အမှတ်တိုင်အုပ်ခုံလေးနာရောက်တော့ငွေကဆက်မသွားတော့ပဲရက်သွားတယ်။အဲ့ဒီနောက်ကျွန်တော်ကိုမြေကြီးပေါ်ခေါင်းမိုက်တဲ့ပုံစံလှုပ်ပြနေပြီးတစုံတစ်ခုလှုပ်နေစေချင်တဲ့ပုံစံကျွန်တော်စိတ်ထဲမှာလည်းအဲ့ဒီနေရာကိုတူးဖို့ဘေးမှာရှိတဲ့ဝက်ချုံလေးနဲ့ဆွလိုက်တယ်ဆိုရင်ဖြင့်မြေအိုးပြင်ထည့်ထားတဲ့ယတနာပစ္စည်းများစွာရရှိခဲ့တယ်။အဲ့ဒီနောက်ဖျားပေါ်ရှိနေရာလွတ်လေးမှာခဏတာအိတ်ဆဲလိုက်လေတော့တယ်။အဲ့ဒီချိန်အိမ်မက်ထဲကိုဒီပါရောက်လာခဲ့တယ်။ဟဲ့ကောင်အားနေအိတ်ပဲအိတ်မနေနဲ့ဒီပစ္စည်းတွေကိုရှောင်ပြီးမင်းပေါ်အပြောင်းလဲလုပ်ရမယ်ဒီယနာပစ္စည်းတွေကိုမှုန်နေတာဈေးကဥယျာဉ်နူးဆွဲလူကြီးဆိုင်မှာတွားရောက်လိုက်သူကဈေးမှန်နေကွာရတဲ့ပတ်စံကိုလုံခြုံအောင်ထိန်းသိမ်းဖို့အိမ်တလုံးဝယ်ရမယ်အဲ့ဒီအလုပ်တွေကိုမင်းတယောက်တည်းလုပ်မရဘူးမင်းရဲ့လူယုံတက်ကိုငှားရမယ်အဲ့လိုငှားဖို့လေငါစီစဉ်လိုက်မယ်အခုလောလောဆယ်အိမ်တလုံးငှားဖို့အတွက်ဒီပစ္စည်းတွေတွားရောက်တော့ကျွန်တော်လည်းအိယာကနိုးလာပြီးမှုန်နေတာဈေးထဲထွက်လာခဲ့လိုက်တယ်ဥယျာဉ်နူးစိန်ရွှေရတနာရောင်းဝယ်ရေးဆိုတဲ့ဆိုင်းဘုတ်ကြီးကိုတွေ့တော့ဆိုင်ထဲဝင်သွားလိုက်တယ်။ဆိုင်ထဲရောက်တော့တထိတ်ကျုပ်ပစ္စည်းနဲ့ရောင်းချင်လို့မောင်ရင်ကဘာပစ္စည်းရောင်းမှာလဲ။ဒီမှာကြည့်ကြည့်ဦးလေးဆိုပြီးအိတ်ထဲကရတနာအုပ်ကိုထုတ်ပြလိုက်တယ်။ဥယျာဉ်နူးလည်းဝမ်းသာအားရတန်ရာတန်ကြီးပေးပြီးဝယ်လိုက်လေတော့တယ်။ကျွန်တော်လည်းရောင်းလို့ရတဲ့ပတ်စံတွေကတချို့တစ်ဝက်ကိုယူပြီးကျန်တဲ့တချို့တစ်ဝက်ကိုဥယျာဉ်နူးစီမှာအပ်ထားခဲ့လေတယ်။လိုအပ်တဲ့ချိန်မှာဤအမတ်တစိတ်လက်မှတ်နဲ့ထုတ်ယူမှသာထုတ်ပေးဖို့ကိုလည်းမှားခဲ့တယ်။ဥယျာဉ်နူးဟာအိမ်မက်ထဲမှာကျွန်တော်ဆရာဒီပါရဲ့ထောက်ကန်ချက်ရရှိထားတာကြောင့်ယုံကြည်စွာနဲ့အနံ့ခဲ့ခြင်းပဲကျွန်တော်လည်းနေထိုင်လို့ရမယ့်အိမ်တလုံးကိုပထမဦးစွာလိုက်ရှာပြီးညာဟင်းသာလမ်းထဲမှာအိမ်တလုံးကိုငှားရမ်းရရှိခဲ့တယ်။အဲ့ဒီအိမ်မှာနေထိုင်မှုကိစ္စတွေလိုအပ်တာတွေဝင်ရင်အိမ်ပြန်လာတဲ့ချိန်ဆရာပစ္စည်းတွေကများလာကြည်လားဝိုင်းတယ်ပေးပါမယ်။မင်းကဘာတူလဲကျွန်တော်နာမည်ဒီပါလို့ခေါ်တယ်။ဟာမင်းနာမည်နဲ့ဒီပါပဲလားထူးဆန်းနေငါနာမည်နဲ့ဒီပါပဲကွာဒါပေမဲ့မတူဘူးလေဆရာကတထေးဒီပါကျွန်တော်ကကူလီထဲနဲ့ဒီပါလောကမှာနာမည်တူပြီးကွဲလက်နေတဲ့အရာတွေအများကြီးပဲကျုပ်တို့ရက်ွက်ထဲမှာတော့ရှိသေးတယ်ဟိုဘက်လမ်းမှာနေတဲ့ဥပုဆွေသူရဲ့အရက်က6ပေကျော်တယ်သူ့အိမ်အနာဥပုကြတော့အရက်က9ပေတောင်မပြည့်ဘူးအဲ့လိုပဲဗျလောကမှာနာမည်တူတိုင်းကုသိုလ်ချင်းမတူဘူးလေဒါနဲ့မင်းမအလုံးမရှိဘူးလား
ကျုပ်အလုပ်ကစိတ်ကူးပေါ်မှာထလုပ်တာအခုစိတ်ကူးပေါက်လို့အလုပ်ထလုပ်မလားလို့ဒါဆိုငါ့မှာလာနေကွာမင်းပုံစံကတွတ်တွတ်လဲလဲရှိတယ်လားစာကတော့မနှဲစရာဘူးဒီခါကိုလီသမားဒီဘကအစင်တက်လိုက်တာပြို့ဒီမနေ့ပဲကျုပ်အိမ်ပေါ်ကဆင်းလာတာအခုနေဖို့စားဖို့အတော်ဖြစ်သွားပြီကဲပစ္စည်းတွေကျုပ်ကိုပေးဆိုပြီးဆွေကနေကောက်ထမ်းသွားတဲ့ကိုလီဒီဘနောက်ကိုဒီဘလိုက်သွားလေတော့တယ်အဲ့ဒီနေ့ညကကိုလီဒီဘချက်ကျွေးတဲ့အာလူးနဲ့ငှက်ချောင်းရင်ကိုငင်းရှက်စွာစားတော့ပြီးအိတ်ဆဲလိုက်လေတော့တယ်အဲ့ဒီကအိမ်မက်ထဲမှာဆရာဒီဘရောက်ချလာတော့တယ်ဟာဟာဟာဟဲ့ကောင်ဒီဘမင်းကတကယ်ကောင်ပဲအခုအလုတ်သမားခေါ်တော့လေဒီဘဆွေနာမည်ကိုရွေးခေါ်ရတယ်လို့မင်းအတွက်လူတယောက်ရပြီပေါ့ကွာမင်းရဲ့လုပ်ငန်းတွေလည်းစလို့ရပြီလုပ်ငန်းစဉ်တွေကိုပါငါပြောမယ်မနေ့ပြန်ကစပြီးဈေးထဲကနေတက်တက်လို့အစားအစာတွေ3လစာဝယ်ခဲ့အဓိကကတော့ပဲပေါ့ကွာသူကအသားတက်ရှိတယ်3ပတ်လုံးလုံးမင်းတက်တက်လို့စားရမယ်အဲ့ဒီချိန်တွေအိမ်ထဲမှာပဲနေရမယ်မင်းလူအပ်တာတွေကိုကိုလီဒီဘက်ကိုခိုင်းရမယ်ကျွန်တော်လည်းနောက်နေ့ကစားပြီးအိမ်ထဲအောင်နေကျင့်စဉ်ကိုကျင့်ရပါတော့တယ်တက်တက်လို့အစားအစာကိုတော့ကိုလီဒီဘက်ကချက်ပြီးတက်တက်လို့ပဲစားလာတဲ့အတွေ့အသားရည်ကကြည်လင်လာတယ်စိတ်အစဉ်ကလည်းရှင်းလာတယ်ခန္ဓာကိုယ်ထဲကနေအမြင့်ဟောက်ဓာတ်တွေမထွက်တော့တဲ့အတွေ့ကိုတန်ရှင်းစင်ကြယ်လာတယ်လို့မြင်လာခဲ့တယ်3လပြည့်တဲ့နေ့မှာတော့ကျွန်တော်အသားငါးနဲ့တွေလုံးဝခက်မရတော့ကြီးဒါကြောင့်ရာသက်ပံတက်တက်လွတ်တာစားဖို့ဆုံးဖြတ်ချက်ချလိုက်လေတော့တယ်3လပြည့်တဲ့နေ့မှာအိမ်မက်ထဲကိုဆရာဒီဘပြန်ရောက်လာခဲ့တယ်ကဲဒီဘကြီးအခုချိန်ကစပြီးတမက်ထားဆိုတဲ့အာယုံစူးစိုက်မှုကျင့်စဉ်ကိုကျင့်ရမယ်ဒီကျင့်စဉ်ကိုအချိန်တိုင်းတာမရှိကျင့်ရမယ်ကျင့်စဉ်အောင်မြင်တဲ့အချိန်ကတော့မင်းရဲ့ဉာဏ်ပေါ်မှုတည်တယ်တနေ့မှာ18နာရီတမက်ထကိုကျင့်ရမယ်ဘယ်လိုကျင့်မလဲဆိုတာကိုကိုယ့်ဘာသာစဉ်းစားအောင်မြင်တဲ့တနေ့မင်းစီကိုငါမလာပဲငါစီကိုမင်းရောက်လာလိမ့်မယ်နောက်နေ့မှစပြီးအိမ်ထဲမှာသာနေပြီးတမထကျင့်စဉ်ကိုစတင်ကျင့်ပါရယ်စားချိန်တောက်ချိန်ကတော့ကိုလီဒီဘက်ကဆောင်ရွက်ပြီးပထမဆုံးကျွန်တော်ခန္ဓာကိုယ်မှာရှိတဲ့အလင်းတက်တွေကိုမြင်အောင်အရင်ဆုံးကျင့်ပါရယ်အဲ့ဒီနောက်ဖျောင်းနိုင်မီကိုစိုက်ကြည့်ကအာယုံမပြတ်မအောင်ကျင့်ရပြန်တယ်အဲ့ဒီနောက်ရေကတိုင်းနေကတိုင်းစသဖြင့်ကျင့်စဉ်ပေါင်းများစွာကိုကျင့်ခဲ့ရလေတော့တယ်အဲ့ဒီလိုကျင့်ကြံနေတဲ့ချိန်တွင်ကျွန်တော်ရဲ့စပင်းမုတ်စိတ်ကျင်းဆွဲတို့ဟာအလွန်တရာရှိလျားပြီးရုတ်တရက်ကြည့်လိုက်ပါကတောပုံးတစ်ယောက်လိုဖြစ်နေပါတော့တခါတရံအိမ်ထဲမှာတခါတရံအိမ်နောက်ကတရက်ပင်အောင်မှာတမထကျင့်စဉ်ကိုကျင့်ကြံခဲ့တော့တယ်အဲ့လိုကျင့်လာခဲ့ရ3နှစ်အတွင်းကိုဝင်ရောက်လာခဲ့ပြီးစိတ်ကလည်းတဖြည်းဖြည်းကြီးလင်းလာခဲ့တယ်တညအိမ်အနောက်ကတရက်ပင်အောင်မှာထိုင်နေစဉ်အလွန်တရာလှပချောမွေတဲ့မိန်းကလေးနှစ်ယောက်ကသူတို့ရဲ့အလှပတွေနဲ့ရိမ့်ရွယ်လှုပ်ရှားကကျွန်တော်ထံကိုရောက်လာခဲ့သူမတို့ရဲ့အလှပအမျိုးအစားတွေကတာမန်ယောက်ျားတစ်ယောက်ပိုရွတ်သွတ်သွားစေနိုင်ပေမဲ့ကျွန်တော်အတွက်ကတော့စိုးစင်းများတုံ့လုံမသွားခဲ့သေးအဲ့လိုပြုမှုပြီးကျွန်တော်ဘက်မှာတုံ့ပြန်မှုမရှိတဲ့အခါအဲ့ဒီမိန်းမနှစ်ယောက်ကကျွန်တော်ကိုကြောက်မက်ွယ်မျက်လုံးနဲ့ကြည့်ပြီးထွက်ခွာသွားကြတယ်အဲ့ဒီနောက်ရှေးမနှောင်းမှာပဲကြောက်မက်ွယ်အစင်းတံတွေနဲ့မကောင်းဆိုးဝါးတွေထက်မှန်ရောက်လာပြီးကျွန်တော်ကိုစောင်းမတက်ဝါမတက်နှလုံးသီးပြအောင်ချောင်းလန့်ပါတော့တယ်ဘယ်လိုပုံစံမျိုးနဲ့လာကျွန်တော်မတုံလှုပ်တော့ချင်းကျွန်တော်ရဲ့စိတ်မောင်တိုက်ကနေအလင်းတန်းကိုထပ်ပေါ်လာခဲ့ပါတော့တယ်အဲဒီလိုထပ်ပေါ်လာပြီးတဲ့နောက်မှာကျွန်တော်ရဲ့စိတ်ကိုနိုင်သွားခဲ့ပြီးကျွန်တော်ရဲ့ရုပ်ကိုလည်းပိုင်သွားခဲ့လေတယ်အဲဒီချိန်ထိကျွန်တော်ဆရာဖြစ်သူဒီပရောက်လာခဲ့ကြီးဒါကြောင့်ဒီပဖြစ်သူထံသို့ကျွန်တော်သွားရပါတော့တယ်ဆရာဒီပကတောတကူရဲ့ရှိတစ်ပင်ကြီးတစ်ပင်အောက်မှာအိမ်မောကျနေတာကိုတွေ့လိုက်ရတယ်ဆရာဒီပကျုပ်ကခမ ्या ကိုလိုက်ရှာနေတာခမ ्या ဒီရောက်နေရကိုအဲ့လိုပြောလိုက်တော့မှအဲ့ချင်းမိုးတို့နဲ့ထလာပြီးအလိုလေးကိုဒီပကျုပ်စီကိုတောင်ရောက်လာနိုင်ခဲ့ပြီးချီးကျူးပါတယ်ဗျာဒါပေမဲ့အခုမှမူလာတန်းအောင်တာနော်အလဲတန်းတွေအထက်တန်းတွေကြံသေးတယ်အဲ့ဒါတွေအောင်မှမဟာဒီပဖြစ်မှာဘယ်လိုလဲဗျာမဟာဒီပဆိုတာဒီလိုလေးကွာ10တန်းအောင်တဲ့သူကတက္ကသိုလ်တက်ရတယ်တက္ကသိုလ်မှာရိုးရိုးအောင်ရိုးရိုးပဲပဲရမယ်တကယ်လို့ထူးချွန်စွာအောင်ရင်တော့မဟာဆိုတဲ့ဘွဲ့ကိုရလိမ့်မယ်အခုလေမင်းကရိုးရိုးအောင်ဖို့တော့မလွယ်သေးဘူးမင်းရထားတဲ့အစွမ်းတွေကအချိန်မီရှော့ကျသွားနိုင်တယ်ဆိုတာအမြင်မှတ်ထားဒါနဲ့ဒီနေရာကဘယ်နေရာလဲဗျတိတ်ဆိတ်ပြီးအေးချမ်းနေရပဲကျင်းငယ်အော်မီတံတွေတောင်တစ်ချက်မှကြားရတာဒီကဆရာဒီဘကမင်းရောက်နေတာသူတော်ကောင်းတွေမွေ့ပြော်ရနေရာတစ်ခုပေါ့ကွာကဲမင်းပြန်တော့မပြန်ခင်တခါလေးပြောရအောင်မေမင်းကူကြင့်ကြံနေတာကတမထအစွမ်းရဖို့အခုမင်းအနေနဲ့လမ်းတစ်ခွကိုရှောက်နေပြီးတလန်းကိုရွေးရလိမ့်မယ်ဘယ်လိုလမ်းလဲဗျအဲ့ဒါတော့ငါမပြောဘူးမင်းဘာသာတနေ့သိလာလိမ့်မယ်အခုတော့မင်းကျင့်စဉ်အောင်တဲ့အတွက်နေလဲပြီးဒိဋ္ဌံဝင်ရမယ်တောင်စဉ်9ခုကဇေဒီတဆူစီမှာ3လစုစုပေါင်း29လအဒိဋ္ဌံဝင်ရမယ်အဲ့ဒီတောင်တွေကကေတာလတောင်မြားတပိတ်တောင်
ဇွဲကပင်တောင်စင်းကြိုက်တောင်ပုတ်ပါတောင်နွားလက်ဖို့တောင်တောင်ညိုတောင်ဇလုံတောင်မူလာဤတောင်နေရာတွေကတနေစီဖြစ်နေရဲ့အဲ့ဒီခရီးကိုမိမိဘာသာဆွဲပြီးကန္နာရီထွက်ရမယ်ကန္နာရီထွက်တဲ့ကအဝေးကောင်းစားလာတွေမွေးရဘူးလူထင်ကြီးအောင်မနေရဘူးကဲပြန်တော့လိုအပ်တာတွေပြင်ဆင်ဖို့ဒီပလည်းတတိပြန်ရတော့သူ့အနာမှာကိုလီဒီပလာထိုင်ဆောင်နေတာတွေ့လိုက်ရတယ်ဆရာတရားထိုင်တာ2တောင်ကြားသွားပြီငါဆရာတော့တရားပေါက်နေပြီထင်တယ်ကျွန်တော်လည်းထိုင်ရမှထပြီးကိုလီဒီပပြင်ဆင်ပေးထားတဲ့ပဲပြုတ်ထမင်းကိုစားလိုက်လိတော့တယ်အဲ့ဒီနောက်ကန္နာရီခရီးစထွက်ဖို့ကျွန်တော်ပြင်ဆင်ရပါတော့တယ်လိုအပ်တဲ့ပစ္စည်းတွေဝယ်ယူပြီးချိန်မှာတော့ကျွန်တော်တို့ပြည်စုံတလောက်ဖြစ်သွားခဲ့တယ်ဝင်းနေကြောင်ဝစ်စုံကိုချုပ်ပြီးပိတ်ဖြူနဲ့ချုပ်ထားတဲ့အင်ကြီးပိတ်ဖြူနဲ့ချုပ်ထားတဲ့လုံကြီးကိုဝစ်လိုက်ရကျွန်တော်အနေနဲ့ဖိုးသူတော်လိုလိုဘိုးတော်တယောက်လိုလိုဖြစ်သွားတယ်နောက်နေ့မှာတော့ကိုလီဒီပကိုထိုက်တဲ့အခါချင်းတွေပေးပြီးပြန်လွှတ်လိုက်တယ်ပထမဆုံးအနေနဲ့မြန်မာပြည်အောက်ပိုင်းရှိတောင်စင်တွေထံခရီးထွက်ခဲ့လိုက်လေတော့တယ်ကေတာလာတောင်မှာကျင့်ကြံစဉ်တောင်ဆောင်နှက်တို့ရဲ့အဆောင်ရှောက်ကိုခံယူခဲ့ပြီးကျွန်တော်ဒိတ်တံပြီးချိန်မှာတတလုံးရှိနတ်တီဝါများငိုကြည့်ကြတယ်ညတပိတ်တောင်ပေါ်မှာဥစ္စာဆောင်မောင်နှမတွေရဲ့အဆောင်ရှောက်ကိုယူခဲ့တယ်အဲ့ဒီတောင်မှာဒိတ်တံပြီးချိန်မှာမောင်နှမတွေပိုင်ဆိုင်တဲ့ရွှေငွေကြောက်တံဗဒံများတွေကိုသာသနာအတွက်အသုံးလိုပါကလာရောက်အလှခံမှုပြောကငိုကြည့်ကြတယ်စင်းကြိုက်တောင်ပေါ်မှာကလမကြီးတယောက်ရဲ့အနှောက်အယှက်ကိုခံရတယ်တရားထိုင်နေစဉ်အနောက်ကနေဟက်ဟက်ပပယ်ရှိမောတန်တွေကြားရတယ်ခြေချင်းတန်တွေကြားရတယ်တရားထိုင်မရအောင်ကြောက်မဲ့ပဲညည်းတန်တွေကြားရတယ်မိတာပူအမျှဝေပေးမဲ့လဲမရတခါတရံကြောက်သိမ်းမောစီတီအောက်ရှိရေတကွန်ထဲမှာငကားကူကောင်ထွက်လာတာကိုလည်းမြင်ရတယ်အဲ့လိုမြင်ရပြီးနောက်တောဝိုင်တောင်ဝိုင်တွေမှာလာရောက်တောင်းပန်ကကိုကြီးဆောက်ရှောက်ပေးခဲ့တယ်အတိတ်ထံပြီးကနေမှဇင်းကြိုက်ဆန်တော်ရှင်စီတီမှရောင်ကြီးတော်ကွန်နူးတာကိုဝမ်းမြောက်ဝမ်းသာဖူးမြော်ရခဲ့တယ်နွားလဘုတ်တောင်မှာတော့စေးဝိစာစော်ကြီးတို့ရဲ့ကုညီမှုနဲ့ဒိတ်ထံဝင်ခဲ့တယ်ဆန်တော်ရှင်နွားလဘုတ်စေးတော်မြတ်ကြီးကိုကြိုက်တရိုးဆန်တော်ရှင်စေးတော်မြတ်ကြီးထဲစောစာတီထားခဲ့တာကိုသိရှိခဲ့ရတဲ့အတွက်ပုံမူကြီးညိုစွာဖူးမြော်ခဲ့ရတယ်ညချမ်းခါမှာတောဆောင်နှက်တွေကနတ်ရီကန်အတွင်းရှိရေတွေကိုခတ်ယူပြီးကျွန်တော်ထံကိုယူလာပေးတဲ့ကြတယ်နွားလဘိုးတောင်မှာဒိတ်ထံဝင်ပြီးချိန်ရောင်ကြီးတော်ကွန်မျိုးပြန်နေအဲ့ဒီနောက်ကရင်ပြည်နယ်ရှိဇွဲကပင်တောင်ပေါ်သို့ဒိတ်ထံဝင်ဖို့ထွက်လာခဲ့ရပြန်နေကျွန်ုပ်ရဲ့ဖြူဖွေးတဲ့ပိတ်ဖြူတွေဟာအချိန်ကြာလာတာနဲ့အမျှအဝါရောင်ဘက်ကိုပင်ကူးစားပြုနေတယ်မရေမသိမ်းပဲထားတဲ့သပင်မိုးစိတ်ကျင်ကျွဲတို့မှလည်းလွန်စွာရှိလျားနေပြီးတော့တယ်ဇွဲကပင်တောင်ပေါ်ရှိဆန်တော်ရှင်စီတီအောက်ကြောက်ဖြာထဲမှာဒိတ်ထံဝင်ခဲ့တယ်ညချမ်းခါမှာကရင်တင်တိုင်းအဖြူကိုစင်တူဝစ်ထားတဲ့ယောက်ျားနဲ့မိန်းမ2ယောက်ကျွန်တော်ထံလာရောက်ပြီးသူတို့ဟာဒီတောင်ကိုအပိုင်စားရတဲ့ရွှေကရင်မောင်နှမဖြစ်ပါကြောင်းအနောက်ရှက်တွေကိုသူတို့အကူအညီနဲ့ဖယ်ရှားပြီးဖြစ်ပါသဖြင့်စိတ်အေးချမ်းသာစွာအတိတ်တံဝင်နိုင်ပါကြောင်းလာရောက်ပြောကြားလေတယ်။ဇွဲကပင်တောင်ပေါ်မှာလည်းအတိတ်တံအောင်မြင်ခဲ့ပြီးနောက်ဆုံးညမှာတောင်ဆောင်နဲ့ရွှေကရင်မောင်နှမဇွဲကပင်တောင်ရှိအဆောင်လျှောက်တွေအဲ့ဒီထဲမှာထူးထူးခြားခြားကရင်ကလေးလေးတက်ပါလာသည်။သူ့နာမည်ကိုမေးကြည့်အောင်ဇွဲကပင်မောင်ကျော်လို့ခေါ်ကြသူကလက်ဝဲကိုဝါသနာပါကြောင်းပြောပြပြီးနောက်လေအတိတ်ထံလာဝင်ပါရန်တဖွားမှာပြီးကျွန်တော်ကိုနှုတ်ဆက်ကြတယ်။အဲ့ဒီချိန်မှာကျွန်တော်ရဲ့သမထအားအလွန်အားကောင်းလာပြီးအကြမ်းမြင်နေတာမကအရာဝိတုရဲ့ဖြစ်တည်မှုအဆက်ဆက်ကိုသိရှိလာခဲ့တယ်။ဒါကြောင့်ကျွန်တော်ကိုကူညီဆောက်ရှောက်ခဲ့ပြီးတဲ့ထောင်ပိုင်ကြီးစီကိုစိတ်ပို့လွှတ်ကြည့်ရအိယာထဲမှာအိပ်ပျော်နေတာကိုတွေ့ရတယ်။အဲ့ဒီမှာတစ်ဆင့်ကရင်ပြည်နယ်အတွင်းမှာရှိတဲ့မူလာရီတောင်ကိုထွက်ခဲ့တော့တယ်။3 ရက် 3 ညတိတိသွားပြီးချိန်မှာတော့တောင်ထိပ်ကိုရောက်လာခဲ့။တောင်ကထူးဆန်းနေမိမယောက်ျားရှင်တွဲတက်မရထမင်းချက်ရမှလည်းမိမချက်မရဆန်ကိုတဲဆောင်ရမှလည်းမိမတဲယူလို့မရတက်လို့နေမိလေဖြစ်တယ်။တောနဲ့တဲ့နှက်ကျန်းနဲ့တောင်ဆင်းဆင်းကိုဖြတ်ပြီးမှစီတီကိုရောက်တယ်။လမ်းတစ်လျှောက်မှာတစ်တောင်ဝါတောင်ဆိုပြီးတောင်နှမျိုးရှိတယ်။တစ်တောင်မှာတစ်ပင်ကြီးသာပေါက်တယ်ဝါပင်မပေါက်ဝါတောင်မှာတော့ဝါပင်ကြီးသာပေါက်တယ်တစ်ပင်မပေါက်တခါတရံကရင်ဝစ်စုံဝစ်က9တောင်ကြာစီးသွားတဲ့တောင်ပိုင်းတွေကိုလည်းတွေ့ရတတ်တယ်။တောင်ထိပ်ကိုရောက်တဲ့အခါမိန်းကလေးတွေမတရတဲ့စီတီမိန်းကလေးတွေဖူးမြင်နိုင်တဲ့စီတီဆိုပြီး2မျိုးရှိပြန်တယ်။ကျွန်တော်လေယောက်ျားလေးတွေဖူးမြင်ရတဲ့စီတီရှိရကိုတက်ခဲ့ရထုံးတင်ကန်လွှမ်းကြုံထားတဲ့မူလာရီစီတီကိုတက်ပဲစွာဖူးမြင်ရပါလေတော့တယ်။အဲ့ဒီစီတီမှာဒိတ်တံဝင်ခဲ့ရစီတီအနောက်မှာရဟန်းတစ်ပါးထွက်လာကကျွန်တော်ကိုပြုံးပြပြီးပျောက်ကွယ်သွားတာကိုခဏခဏမြင်ရလေတော့တယ်။တခြားညတွေမှာလည်းကရင်တင်တိုင်းအနှဲ့ရောင်ဝှေ့စင်ထားတဲ့ပုံကူများမှစီမီဟီချန်လာရောက်ကက်လူလာကိုတွေ့ရတယ်။အတိတ်ထန်တလျှောက်စီတီလေးမှာ
ကျွန်တော်လူလာရောက်အတိတ်တန်ဝင်တဲ့ပုဂ္ဂိုလ်ကောင်းများစွာကိုတွေ့ရတယ်။တချို့ကစာတူးကြီးတွေတချို့ကရဟန်းဝတ်တွေတချို့ကတောင်ဝေးတကားကားနဲ့စောကြီးတွေအတိတ်တန်ပြီးဆုံးချိန်မှာစီဒီအနောက်မှာအမြဲတမ်းကျွန်တော်ကိုလာကြည့်တဲ့ရဟန်းမသူဟာဒီစီဒီကိုတည်ထားခဲ့သူဖြစ်ကြောင်းထွက်ရပေါက်လမ်းစဉ်ကိုအင်းကျန်းတဲ့ခန္ဓာကိုယ်ရဲ့ဖျားဒီကလမ်းသစ်ဖွင့်ခဲ့ကြောင်းအခုလိုအတိတ်ထံအောင်မြင်သွားတဲ့အတွက်ဝမ်းမြောက်ကြောင်းပြောကြားကအမြင်မပြောက်ွယ်သွားခဲ့တယ်။အဲဒီနောက်ဇလုံတောင်ဘက်ကိုသွားရပြန်တယ်။ကျင့်စဉ်မှာအတိတ်ထံပြီးဆုံးမှာဖြစ်တဲ့အတွက်အမားမရှိအောင်ဂရုစိုက်ရလီတော့တယ်။ဇလုံတောင်ဟာအရိမေတ္တရာမြတ်စွာဘုရားပွင့်တော်မူပြီးတရားဟောတော်မူတဲ့တောင်လို့ဘုရားတိတ်ရထားတာကြောင့်အလွန်အဆောင်ရှောင်များတယ်။ဇလုံတောင်မှာအတိတ်ထံစောင့်ဝင်ခြင်းမှာစပြီးတမာတိကိုလာရောက်ဆန်းတဲ့ကြတယ်။တခါတရံအလွန်မွေးရဲ့အနက်နဲ့ဆန်းနေတခါတရံအလွန်နူးညံ့တဲ့အတွေ့အထိနဲ့ဆန်းနေတခါတရံအလွန်သာရတဲ့အတန်နဲ့ဆန်းနေတခါတရံကြောက်မက်ဖွယ်အစင်းတတန်တွေနဲ့ဆန်းနေအဲ့ဒီအရာကကျွန်တော်တမာရီကိုအနှဲငယ်များမထိခိုက်စေတဲ့အခါအဆောင်အလျှောက်တွေကကျွန်တော်ကိုလာရောက်တောင်းပန်ရှာလေတော့တယ်အဲ့ဒီမှာတဆင်တောင်မျိုးတောင်ကိုခရီးဆက်ခဲ့ပြန်တယ်ပြည်မနာတောင်မျိုးတောင်ပေါ်ရှိစီရီတဆူမှာအထိတန်စဝင်နေတော့တယ်တောင်မျိုးတောင်မှာကတောင်မိုင်ပူပူကြီးတစ်ဖြစ်လေတောင်မျိုးပူပူကြီးရဲ့အဆောင်အလျှောက်ကိုယူကအေးချမ်းစွာကျင့်ကြံခဲ့ရလေတော့တယ်တောင်မျိုးပူပူကြီးကမင်းမျိုးမင်းနယ်မှာဆင်းသက်လာသူဖြစ်တာကြောင့်သူလာပြီဆိုရင်စီတန်ပြောတန်အရင်ကြားရတယ်။အဲဒီနောက်မှာတော့ကိုးတောင်ကြားကြီးရဲ့ခါးလေကနေထိုင်လျက်လိုက်လာတာကိုမြင်ရတယ်။သူ့နောက်မှာကအချွေရန်အသိမင်းပေါင်းများစွာအမြဲလိုပါလာတတ်တယ်။တောင်တို့တောင်တန်းတွေမှာကနာနာဘဝဝိညာဘဝဥစ္စာဆောင်အလွန်ပေါ်များတယ်။တာမန်လူတွေအဖို့မြင်လိုက်ရပါကရိုးသွတ်သွားစေနိုင်တဲ့မိမချောလေးတွေရှိသလိုခြောက်ခြားကြောက်မွေ့ပဲအတင်းတက်တန်နဲ့နေထိုင်သူတွေလည်းရှိတယ်။တောင်ညိုတောင်မှာအတိတ်ထံပြီးဆုံးချိန်အမြအတန်းဝေရာတောင်စင်တစ်ခုလုံးမှာတာတို့ခေါ်တန်တွေလှိုင်းထက်မြကြားရလေတော့တယ်။အဲ့ဒီနောက်ဆုံးတောင်တစ်ခုဖြစ်တဲ့ပုပ်ပါတောင်တော်ရှိရာကိုခရီးဆက်ခဲ့တယ်။ပုပ်ပါတောင်မှာအတိတ်ထံဝင်နေစဉ်ကျွန်တော်ရဲ့ကိုအားကုန်းမှာဆွဲတင်လိုက်သလိုလေးရဲကြွတဲ့သွားတယ်။အတိတ်ထံမပြည့်အောင်ခရူးဆိုင်ရင်မှတ်တယ်။ကျော်အနောက်ကနေတွန်းနေမြေကြီးနဲ့နှစ်ပူထိကာနီမှပြန်ဆွဲတယ်။အရှိကိုမိုးကြိုးပစ်ချတယ်လို့အတန်ကြီးတွေကြားရတယ်။ကိုယ်အလုံးမပြတ်စေဖို့စိတ်ထဲကနေကြိတ်မရင်ဆက်မှတ်တယ်။အဲ့ဒီအချိန်မှာဒိန်းကနေအုံနောက်ကပွင့်ထက်သွားတယ်။အုံကောင်းမှအလင်းနဲ့တစ်ခုထွက်လာပြီးလင်းဟာတစ်ခုလုံးလင်းထင်သွားတယ်။ခန္ဓာကိုယ်ထဲကနေအလင်းတက်တွေစုပြုံတိုးဝဲထွက်လာခဲ့တယ်။ထိုစဉ်ဟက်ဟက်ပက်ပက်ရှိတန်ကြီးကြားလိုက်ရတယ်။လူအများဝိုင်းရီကြသလိုအတန်တွေကနေရအနှက်ကြားလိုက်ရတယ်။ထိုစဉ်လူတယောက်ကျွန်တော်စီလမ်းလျှောက်လာနေတာကိုမြင်းမုံတွေကြားထဲမှာတွေ့လိုက်ရတယ်။အနားရောက်လို့ကြည့်လိုက်တော့ဆရာဒီပဖြစ်နေတယ်။ကို့ဆရာမဟာဒီပတင့်ရဲ့ပညာကဒီနေရာမှာရက်မယ်ဆိုရင်ရက်လို့ရပြီ။တင်ဟာတာမန်လူတွေထက်ထူးခြားခဲ့ပြီးကျွန်ုပ်တောင်းရင်လည်းပြီးဆုံးပြီဆိုတော့ကျုပ်လည်းရှမ်ဘဲလာကိုပြန်ရတော့မယ်ဒီကကျွန်တော်ကတင်ကကျွန်တော်ကိုဘာကြောင့်ကူညီခဲ့ရလဲတင်ကအမှန်တကယ်ဘာတူလဲကျုပ်ကတင့်ရဲ့ပုံစံကိုယူထားတဲ့သူကျုပ်နာမည်တောက်ထွန်းကျုပ်လည်းနောင်ပွင့်မဲ့ဖះကိုဖူးမြော်ဖို့စောင့်မျှော်နေရသူပဲခမည်းနာမည်ခုချိန်ကစပြီးမဟာဒီပဖြစ်သွားပြီကျုပ်တောင်းပြီးဆုံးပြီဆိုတော့ခမည်းကိုလာနှုတ်ဆက်တာခမည်းအနေနဲ့ကျုပ်စီလိုက်လာခြင်းနဲ့ဆိုရင်ခမည်းပြည်တော်ဝင်ဖို့တော့လိုမယ်ခမည်းကျင့်ကြံခဲ့ရတဲ့အကြောင်းအရာတွေကိုမှတ်တမ်းတစ်ခုကြအောင်လုပ်ရမယ်။အဲ့ဒီမှတ်တမ်းရေးပြီးတဲ့အချိန်မှလေခမည်းတောင်မပြီးသေးဘူး။ကျုပ်လိုပဲခမည်းတောင်ကိုဆက်ယူရမယ်ကိစ္စတခုရှိသေးတယ်။ခမည်းတာမန်ဒီဘက်ကနေမဟာဒီဘဖြစ်သွားကျုပ်လမ်းညွှန်ခဲ့တယ်။ခမည်းလေတခြားတယောက်ကိုလမ်းညွှန်နိုင်မှအေဂျင့်မှုတွေနဲ့ပြည့်နေတဲ့ရှမ်ဘဲလာခေါ်သူတော်စနေစူဝေးရအရက်ကိုလာရလိမ့်မယ်။ကဲကျုပ်တောင်ပြီးဆုံးပြီဆိုတော့သွားပြီမဟာဒီဘရေ။ပြီးတော့ဝင်ပြီးကိုလို့ရမယ်တောင်ကိုဆက်လက်ထမ်းဆောင်ပြီးတော့အဲ့ဒီနောက်ကျွန်ုပ်လေပုပ်ပါတောင်ထိပ်ကနေစိတ်လွတ်ကိုလို့အော်လိုက်လေတော့တယ်။ရွှေပြည်တော်တို့ပြန်ဝင်ပြီဟေ့ခလေးတက်တိုက်ကစားနေရစီသူလူတယောက်ဆိုင်တည်နေတယ်။ခလေးတွေတဲမှာအသားမဲမဲခလေးတယောက်ကကျန်းတဲ့ခလေးတွေကိုဆေးရလောက်ကစော်ကစားနေတာကိုတွေ့ပြီးစိတ်ထဲကနေပြောလိုက်တယ်။ဝိဇ္ဇာဆိုတာဒီလိုထက်မြက်တဲ့ဉာဏ်ရည်ရှိရမယ်။ဟဲ့ကလေးမင်းနာမည်ဘယ်လိုခေါ်တော့ဒီကအသားမဲမဲခလေးကကျုပ်နာမည်မီးခဲလို့ခေါ်တယ်။အမေကအသားမဲလို့မီးခဲလို့ပေးထားတာအသားမဲမဲမီးခဲဆွဲခလေးငယ်ကိုကြည့်ပြီးကျွန်တော်ပြုံးလိုက်တယ်။အဲ့ဒီခလေးငယ်ကနောက်တစ်ချိန်မှာလောကကြီးကိုအလင်းပေးမဲ့မီးကလေးဖြစ်လာမှာကိုကျွန်တော်သိနေလို့ပါ။အဲ့နောက်စိတ်ထဲကနေမီးကလေးကိုပိုလင်းအောင်ငါလှုပ်ရှားအောင်မယ်။ဒါမှငါရဲ့ပြီးတော်ဝင်ခရီးပြီးမြောက်တော့မယ်။အဲ့နောက်ကစားနေတဲ့ခလေးအုပ်အားကြောက်ခိုင်းကတရွေ့ရွေ့နဲ့ Live Entertainment Channel ကပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့စာရေးသူစီယနာရှာမညရေးသားထားတဲ့ရွှေပြည်တော်သို့အဝင်ဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီမှာတင်ပြီးပါပြီအစားဆုံးနားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်